အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အထူးမိုးလေဝသအနေနဲ့ပြင်းအားမြင့်မုန်တိုင်းဖန်ဝဲရဲ့နောက်ဆုံးရသတင်းတူများနဲ့ဒေတာရဲမုန်တိုင်းလက်ကျန်ရက်ခတ်ခြင်းများကြောင့်မိုးရေရှမ်းလေထမ်းမဲ့အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့တိုင်ဖွန်းခတ်မေဂီတိုင်ဖွန်းဖန်ဝဲနဲ့နိုဝင်ဘာလ10ရက်မှ12ရက်တွင်ရွာသွန်းနိုင်တဲ့မိုးအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဗီယက်နမ်နိုင်ငံကိုဖျက်ချော်ဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းခတ်မေကီကနိုဝင်ဘာလ9ရက်နေ့ညမှာကုန်းတွင်းပိုင်းလေပွေလိုင်းအဖြစ်နောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးမုန်တိုင်းအကျွန်းကြံများဟာထိုင်းနိုင်ငံမြောက်ပိုင်းသို့ဆက်လက်ရွေ့ရှားဝင်ရောက်လျက်ရှိပါတယ်။တိုင်ဖွန်းခတ်မေကီအကျွန်းကြံများဟာထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသတချို့ကိုနိုဝင်ဘာလ10ရက်9ရက်10ရက်များမှာရွေ့ရှားဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ချမ်း၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ချမ်းနဲ့ကရင်ပြည်နယ်တို့မှာနိုဝင်ဘာလ10ရက်နေ့မှ12ရက်အထိ9ရက်အတွင်းမိုးရေချိန်4လက်မကမ်းမှ9လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။တိုင်ဖွန်းမုန်တိုင်းဖန်ဝဲဟာနိုဝင်ဘာလ9ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAT4 တိုင်ဖွန်းအဆင့်ဖြင့်ဖျက်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာပြီးအရှေ့ဘက်သို့ပြန်လည်ချိုးကွေ့ရွေ့ရှားသွားနိုင်ကြောင်းအတည်ပြုပြီးဖြစ်၍တိုင်ဖွန်းခတ်မေကီရဲ့မုန်တိုင်းအကျွန်းကြံများဝင်ရောက်ပြီးနိုဝင်ဘာလ10ရက်နေ့နောက်ပိုင်းမှာအရှေ့ဘက်မှမုန်တိုင်းအကျွန်းကြံများကြောင့်အခါလွန်မိုးဖြတ်မိုးအနေများမရှိနိုင်တော့ပါခင်ဗျာ။နိုဝင်ဘာလ9ရက်10ရက်များမှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာအထက်လေပွေလိုင်းဖြစ်ပေါ်နိုင်တော့လဲမြောက်ရက်မှလေအေးစီကြောင်းများအားကောင်းလာပြီးပင်လယ်ပြင်မှရေပြင်ကြီးအပူချိန်ကျဆင်းလာခြင်းတို့ကြောင့်အားကောင်းလာနိုင်ခြင်းမရှိတော့ကြောင်းအနောက်တောင်ဘက်မှလေစီအားနည်းသွားသဖြင့်မြန်မာနိုင်ငံဘက်မှမိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်းတွေ့ရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာလ10ရက်နေ့မှစ၍မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့မနက်တနာရီခွဲအထိ24နာရီအတွင်းရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတစ်ခုလုံးမှာမိုးသက်ထန်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသခန့်မှန်းချက်များအရသိရပါတယ်။အဆိုပါကာလအတွင်းရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးမှာမိုးကွက်လက်မရှိဘဲမိုးသက်ထန်နိုင်ပြီးအထူးသဖြင့်မိုင်းမမိုင်းလာမိုင်းယန်တုံတာကျိုင်းတုံမိုင်းယူမိုင်းအောင်ကျိုင်းလက်မိုင်းဖြတ်တာလီတာချီလိတ်မိုင်းဆက်မဲအိုင်နဲ့ချင်းရိုင်ဒေသများမှာမိုးကြီးနိုင်ကြောင်းသတိပေးထားပါတယ်။အဆိုပါဒေသများမှာရှိတဲ့ပြည်သူလူထုများအနေဖြင့်မိုးကြီးခြင်းကြောင့်ရေကြီးရေရှမ်းမှုမြေပြိုမှုနဲ့လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်နိုင်တဲ့အတွက်သတိထားကြရန်နဲ့လိုအပ်သည့်များကြိုတင်ပြင်ဆင်ပြုလုပ်ထားရန်မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမုန်တိုင်းမိုးသဲထန်စွာရွာသွန်းခြင်းကြောင့်မြေရေကြီးခြင်းသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့10ရက်17လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းထွာချက်အရမြေရေအခြေအနေများကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြကြီးနားမြို့ရာမနေ့ကညနေကနေ12နာရီအတွင်းတပေးနီးနီးကန့်ထပ်ကျသွားပါတယ်။မြကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.5 ဒီဂရီဆဲလ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့20.8 ဒီဂရီဆဲလ်စီယပ်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြကြီးနားမြို့ရာစိုးရိမ်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်835စင်တီမီတာ28ပေကျော်ကန့်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အေရဝတီမြစ်အထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရံဖန်ရံကားအေရဝတီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရည်မိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်မြကြီးနားမြစ်ရေကျဆင်းနေရမှပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့အေရဝတီမြစ်အထက်ပိုင်းမေခမလိခမြစ်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။အေရဝတီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကမ်းဒီမြေနိတ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုပ်သားများအေရဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ခန္တီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်2လက်မခန့်ထပ်ကျသွားပါတယ်။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်1လက်မခန့်ထပ်ကျသွားပါတယ်။ခန္တီဟုံးလင်းဖောင်းပြင်နဲ့မော်လိုက်တို့ရဲ့မြေရေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းကင်းနဲ့ကန်တီမြို့ရဲ့မြေရေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးအေရဝတီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။အေရဝတီမြို့တစ်ချောင်းနဲ့မြို့များအားလုံးမှာမြို့စဉ်အလိုက်မြေရေပြန်လည်မြင့်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်မြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ရွှေကူမြို့မြေဟာအနည်းငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ကသာမြို့မြေဟာအနည်းငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြေရေအဝင်စုစုပေါင်း10ပေနီးနီးခန့်မြင့်တက်ခဲ့ပြီးယနေ့မနက်ပိုင်းမှာ4ပေကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။ထီးချိုင်မြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တပိတ်ချင်းမြို့မြေဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး6မင်းဘူးမကွေးအောင်လံပြည်နဲ့စိတ်သာမျိုးတွေရဲ့မြေရေများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ဣသရမြေရေအနည်းငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ အေရဝတီမြေရေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထက်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်မနက်ဖြန်မနက်ထိခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲနေပြီးတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်တို့မှာနေရာကွက်ရမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးအသင့်နဲ့ထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာမိုးတိမ်ကျနေချိန်ထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟုံးမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပသိမ်မြို့မှာမိုးတိမ်ကျနေချိန်ထစ်ချုံရွာပါမယ်တဝယ်မြို့မှာမိုးတိမ်နေချိန်ထစ်ချုံရွာပါမယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဖန်မြို့မှာမိုးအသင့်ထစ်ချုံရွာပါမယ်ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မော်လမြိုင်မြို့မှာမိုးအသင့်ထစ်ချုံရွာပါမယ်စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်လာရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာနောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲမှနေရာစိတ်မိုးထစ်ချုံရွာပါမယ်နေပြည်တော်နဲ့နေတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းမြင့်ဖြစ်ပါတယ်ရန်ကုန်မြို့နဲ့နေတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့မိုးအသင့်ထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းမြင့်ဖြစ်ပါတယ်မန္တလေးမြို့နဲ့နေတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်း80ဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကမ်းရိုးတန်း6နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်း6နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်ခင်ဗျာရန်ကုန်မှာတနင်္လာရီကမ်းရိုးတန်း6ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်ထပ်24နာရီအတွင်းခန့်မှန်းချက်ကတော့နေရာစိတ်မိုးထစ်ချုံရွာပါမယ်အမြင့်တာ4မိုင်ခန့်မိုးရွာစဉ်1မိုင်ခန့်ရှိပါမယ်ရေပြင်လေကတော့မြောက်သို့မဟုတ်အနောက်မြောက်ကိုတနအီလပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းအသင့်မှာလှိုင်းကြီးနိုင်ပါတယ်လှိုင်းမြင့်မှာ9ပေမှ9ပေခန့်တို့ပဲဖြစ်ပါတယ်ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခန့်မှန်းချက်ကတော့တိမ်အသင့်ဖြစ်ထွန်းပါမယ်အမြင့်တာ9မိုင်ခန့်ရှိပါမယ်ရေပြင်လေကတော့မြောက်သို့မဟုတ်အနောက်မြောက်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းအသင့်မှာလှိုင်းကြီးနိုင်ပါမယ်လှိုင်းမြင့်မှာ9ပေမှ9ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ